ပြောဆုံးနေဒီနေ့ရှင်လုံးလည်းနေအမျိုးသားလေးတွေရှုထုတ်ကြတဲ့နေ့ရှုသားရတဲ့နေ့ညီညွတ်လာတဲ့ကျွန်တော်ရဲ့လူပွဲနေ့စီကားလာတဲ့ကျွန်တော်ရဲ့လူပွဲနေ့ကမ္ဘာလေးတလူလူတိုက်ပုံအင်းကြီးတစ်ဆက်တဲ့ဟဲ့မဆိုးကကောင်းလာနေဝင်ကြွလိုက်မယ်နေ့အလူလာကြီးကကျွန်တော်ပဲဟဲ့ပြောတာလေးတွေနဲ့တိဟဲ့ဒီနေ့ပြောလုံးနေ့ပြောဆုံးနေပြောဆုံးနေဒီနေ့ရှင်လောင်းနေတဲ့နေ့အမျိုးသားလေးတွေရှုထုတ်ကြတဲ့နေ့ရှုသားရတဲ့နေ့ညီညွတ်လာတဲ့ကျွန်တော်ရဲ့လူပွဲနေ့စီကားလာတဲ့ကျွန်တော်ရဲ့လူပွဲနေ့ကမ္ဘာလေးတလူလူတိုက်ပုံအင်းကြီးတစ်သက်သက်ဟဲ့ပတ်ဆိုးကကောင်းလာနေဝင်ကြွားလိုက်မယ်နေ့အလူလာကြီးကကျွန်တော်ပဲဟဲ့ပြောတာလေးတွေနဲ့တိဟဲ့哦，ဒီနေ့ပြောဆုံးနေ့ပြောဆုံးနေ့တာတာလေးမြင်ကိုစီးနေပြီဒီနေ့ကျမလေးပြောဆုံးနေ့မြို့သမီးတို့ရဲ့ချောပြိုင်နေနေငါပြိုင်နေနေဝိုင်းဝင်းညရဲ့ကျမရဲ့လူဝဲနေတိုင်ရင်ရရဲ့ကျမရဲ့လူဝဲနေလူလာနေနဲ့ဖယ်စီချာဝဲဆောင်လေးရချူကျမလေးစိုးထုံးနေနေလူမကြီးကကျမပဲခေပြောတယ်လေးမြင်မြင်ကြည့်ဟဲ့ဒီပြောဆုံးနေ့မြို့သမီးကလေးတွေအလားပြိုင်နေနေအချောပြိုင်နေနေဝိုင်းဝင်းညတဲ့ကျမရဲ့လူဝဲနေတိုင်ရင်လာတဲ့ကျမရဲ့လူဝဲနေအလူလာကြီးနဲ့ပဲရှင်းချတာဝဲဆောင်လေးတွေချုပ်ပြီးကျမလေးရှိုးထုံးနေနေအလူမကြီးကကျမလေးဟိဒေါ်တယ်လေးတွေနေနေတိခဲ့အော်ဒီပြောစမ်းနေရှိတော့နေဒီနေ့လူတကာကြီးလဲချက်ပြင်းရှိတော့နေတပိုက်ကလွယ်တဲ့ကျွန်တော်ရဲ့ပြောဆုံးနေသင်ကပရိက္ခာပွေကျမရဲ့ပြောဆုံးနေအလူပေးရတာစိတ်ချမ်းသာတဲ့နေ့စေတနာလေးတွေကြည်ညာတဲ့နေ့အကျွေးမွေးကလည်းပြည့်စုံမှုနဲ့နေ့မိတ်ဆွေတင်ဟာပေါင်းလို့တာတို့ခေါ်တဲ့နေ့လူရကျိုးနဲ့တဲ့နေ့ကုံရကျိုးနဲ့တဲ့နေ့ကျမတို့ရဲ့အလူပဲသူပြိုင်လို့တိုင်းပါလေဟဲ့ပြောတာလေးတွေနဲ့တိဟဲ့အလူမကြီးလည်းပြောလို့ကားတဲ့နေ့လူကကြီးလည်းပြောလို့ကားတဲ့နေ့ဒီနေ့ပြောဆုံးနေ့လူမကြီးလည်းကုန်ချီတော့နေဒီနေ့လူတကာကြီးလည်းချက်ပြင်းရှိတော့နေတပိုက်ကလွယ်တဲ့ကျွန်တော်ရဲ့ပြောဆုံးနေသင်ကပရိက္ခာပွေကျမရဲ့ပြောဆုံးနေအလူပေးရတာစိတ်ချမ်းသာတဲ့နေ့စေတနာလေးတွေကြည်ညာတဲ့နေ့အကျွေးမွေးကလည်းပြည့်စုံတဲ့နေ့မိတ်ဆွေတင်ဟာပေါင်းလို့တာတို့ခေါ်တဲ့နေ့လူရကျိုးနဲ့တဲ့နေ့ကုံရကျိုးနဲ့တဲ့နေ့ကျမတို့ရဲ့အလူပဲသူပြိုင်လို့နိုင်ပါလေဟဲ့ပြောတာလေးတွေနဲ့တိဟဲ့အလူမကြီးလည်းပြောလို့ကားတဲ့နေ့
လူတကာကြီးလည်းကြောင်လို့တားနေ ဒီနေ့ပျော်ဆုံးနေ့စီပွဲတော်သားတို့ပြောကြီးပြောတဲ့နေ့တော်တလေးရဲ့အလူပွဲဒီပါလုံးအောင်ခဲ့ကြတော်နေ့စီကလာတဲ့နေ့ပြောပြကြတဲ့နေ့ပြောလေဟဲ့ပြောလေဟဲ့ဒီနေ့ရှိလုံးလေးတဲ့နေ့Thank you.
ပြောစရာရွှေစရာရှင်လောင်းလေးလို့လား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 အမျိုးချပါရဲ့တော့တော့ရောဘယ်တော့ကိုင်းရဲ့လာလို့လေးဟာလူမျိုးလေးတွေကြည့်လို့ပါနေပါရှိတဲ့နဲ့စာရီရာချင်းမစားတဲ့ဘုအဝါအညာကျုံမျက်လုံးလေးမှာရှစ်ဖြူလေးပြောစရာရွှေစရာရှင်လောင်းလေးလို့လာ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 းထားစီမောဟာမောင်ရှင်လောင်းလေးခင်ဗျာမလွမ်းချင်အောင်စောင်းရရှင်ဒီစားလေးကိုအာနာဒီစားလေးကိုသူအာနာသူမဟုတ်တလူလူနဲ့ညနေချူသေးကအိမ်ကြီးကျလို့ဒီဝါလုံးကရှိနေကြပြောစရာရွှေစရာရှင်လောင်းလေးလို့လား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 မတဲ့တဲ့ကိုဝေးပြောရှင်စရာတော်လေးပါအော်ဒီကပြောင်းဝင်နေရှင်လောင်းလေးကိုကြိုးစိုးကြတာရွှေတို့ငွေတို့တော့ငါရွှေလန်းစွာကတော့မြူကြတာ မကရဘူးလို့ဘသူကပြောလဲ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 လူငယ်လေးမလို့ချတော့ကမယ်ချတော့လို့ချတော့စိတ်ဆိုးတယ်ချတော့ကိုကြိုက်လို့စိတ်ဆိုးတယ်တမင်းသားလေးကလို့တမင်းသမီးလေးကလို့ Hey 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 Turn all hey remix. hey hey hey
လေးကလို့မကရဘူးလို့သူကပြောတယ်မကရဘူးလို့သူကပြော